ကမ္ဘာထနီးစန္ဒာပါဒီချက်ကိုတော့မှာ comment နဲ့ကနေပြီးတော့ပေါ့နော်ဒီချက်တဲ့ဒီလိုပုံစံလေးလုပ်ပြပေးပါလားဆရာမဆိုပြီးတော့ဒါမျိုးပုံစံလေးတက်ပုံလေးနဲ့ကျွန်တော်မေးထားတယ်ပေါ့နော်ဆိုတော့ဒါကတော့ချက်လုပ်ပြထားတဲ့ပုံစံလေးပေါ့နော်ဒါချက်လုပ်ပြထားတဲ့ပုံစံလေးပါဒါမျိုးလေးလုပ်ပြပေးပါလို့ပြောလို့ဒီချက်ဒါမျိုးလေးလုပ်ပြပေးထားတာပါအဲ့တော့အဲ့ဒါလေးကိုဘယ်လိုလုပ်ရလဲဆိုတဲ့ video file လေးပြောပြပေးပါမယ်ပေါ့နော်အဲ့တော့အခုဒီလိုမျိုးပေါ့ဒါဆိုလို့ရှိရင်သူကတမျက်နှာထဲမှာ A4 တမျက်နှာထဲမှာဘာလုပ်ထားလဲဆိုရင် Microsoft ကနေပုံနေလဲခေါ်တင်ထည့်ထားတယ်ပြီးတော့ရင် dropget ပေါ့ dropget ပေးထားတယ်ရှေ့စလုံးအကြီးပေးထားတယ်ပြီးရင် table ဇာတ်တွေပါမယ်နော်ဒီလိုမျိုး column ခွဲထားတာပါမယ်ပေါ့နော်စာတစ်ချမ်းစီကြိုက်ထားတယ်နော်အဲ့လိုပုံစံလေးကိုသူတစ်ချက်ဒီ video ထဲမှာလည်းသူ့ရဲ့မူရင်း comment နဲ့ပုံလေးတစ်ချက်ပြပေးမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးလုပ်ပေးပါလို့ပြောတယ်အဲ့တော့ဒါကတော့တစ်ချက်လုပ်ပြထားတဲ့ပုံစံလေးပါဘယ်လိုလုပ်ရလဲဆိုတဲ့ video clip လေးလည်းပြောပါမယ်ပြီးရင်ဒီ video ထဲမှာသူလုပ်ပြခိုင်းထားတဲ့ပုံလေးကိုလည်းတစ်ချက်ထည့်ပေးမယ်ပေါ့နော်အဲ့တော့တစ်ချက်ဒုတိယပိုင်း video မှာဒီ video ဒီပုံစံမျိုးလေးဘယ်လိုလုပ်ရလဲဆိုတာလေးပြောပြပေးပါမယ်ခုနအရှိရ video ရဲ့ဒုတိယပိုင်း video လေးဖြစ်ပါတယ်ဒုတိယပိုင်း video လေးမှာတစ်ချက်ခုနပုံလေးရဲ့အတိုင်းဘယ်လိုလုပ်ရလဲဆိုတာလေးပေါ့နော်လုံနည်းလေးပြပြပေးပါမယ်သူကတော့ဟိုဒီလိုပုံစံလေးလုပ်ပြပေးပါလို့ပဲမေးထားပါတော့သူလုပ်ပြခိုင်းတဲ့ပုံစံလေးရောရှေ့ရဲ့ပတ်ဝန်းဗီဒီယိုမှာလုပ်ပြပြီးသွားပြီဒီပတ်2မှာကျတော့အဲ့ဗီဒီယိုတွေကပုံလေးအတိုင်းခြေတို့ဘယ်လိုလုပ်လို့ရလဲဆိုတာလေးရှိရပေါ့နော်အဲ့တော့အဲ့ဒါလေးပြပြပေးမယ်သူကကျတော့သူကပုံစံလေးလုပ်ပြပေးပါဆိုပေမဲ့ဟိုသူမေးထားတဲ့မေးခွန်းမှာ3ခုပေါ့နော်အခုကရှေ့စလုံးကြီးတာလေးရယ်နောက်တစ်ခုက column ခွဲရယ်နောက်တစ်ခုက table ဇာတ်ဆွဲတာရယ်ပြီးရင်နောက်တစ်ခုကပုံထည့်ရလေးပေါ့နော်အဲ့တော့3ခု4ခုပေါ့နော်မေကွန်း4ခုမေးထားတာပေါ့နော်အဲ့တော့အဲ့မေကွန်း4ခုကိုတစ်ချက် reply လုပ်ပလိုက်ပါမယ်ဒီ video လေးနဲ့ပေါ့နော်အဲ့တော့အရင်ဆုံးတစ်ချက်တော့ဘာလုပ်ရမလဲဆိုလို့ရှိရင် column ခွဲရမယ်ပေါ့နော် column ခွဲမယ်ဆိုလို့ရှိရင်၄ယောက်သူကစာအောင်နှစ်ပိုင်းရိုက်ထားတဲ့ပုံလေးကိုချက်ကိုပြထားတာဖြစ်တဲ့အတွက်ပေါ့နော်၄ယောက်ကိုသွားမယ် column ကိုသွားပြီးသွားရင်ပြီးရင်ဒီနေရာမှာ more column ဆိုပြီးရှိရပေါ့နော်အဲ့တော့ more column နဲ့ကနေပြီးတော့ column အဲ့2 column ဖြစ်တဲ့အတွက်2 column ကိုရွေးလိုက်ပါမယ်ပြီးရင် okay လို့ပေးလိုက်မယ်ဒါဆိုရင်ဒီ table ဒီနေရာလေးမှာ column လေးခွဲသွားပြီပေါ့နော်အဲ့တော့ column လေးခွဲပြီးသွားပြီဆိုရင်ခြေတော့ကဘာလုပ်မှာလဲဆိုလို့ရှိရင်စာရိုက်မယ်ပေါ့စာရိုက်မယ်ဆိုခြေတော့ရိုက်မယ်စာကိုခေါ်တင်ပြီးသားဖြစ်တဲ့အတွက်ခြေရိုက်မယ်စာလေးကိုဖြည့်လိုက်တယ်ပေါ့နော်အဲ့တော့ဖြည့်ပြီးသွားပြီဆိုရင်တော့ဘာလုပ်မှာလဲရှေ့စလုံးကြီးခိုင်းတယ်နော်ရှေ့စလုံးကြီးခိုင်းတယ်ဆိုတော့ကိုကြီးမဲ့ရှေ့စလုံးရဲ့ရှေ့မှာကာစာလေးချလိုက်တယ်ပြီးရင် insert ထဲကိုသွားတယ်ပြီးရင် insert ကနေဒီမှာ dropget ဆိုတဲ့နေရာလေးရှိရယ်drop option ဆိုတဲ့နေရာလေးကိုသွားမယ်ပြီးရင် drop လို့ပေးမယ်ပြီးရင်သွား3 line ကို line to drop မှာသွား3 line ကိုပေးထားတာပေါ့နော် line 3ခုစာ line မြင် line 3 line စာကိုစာလုံးကြီးကျင်တာဖြစ်တဲ့အတွက်3 line ယူလိုက်မယ်တော့အမှ5 line လည်းရတယ်6 line လည်းရတယ်ကိုလိုသလိုပေါ့နော်ဒါပေမဲ့ဒီညီမလေးပြထားတဲ့ပုံမှာကျတော့မြင်းချောင်း3ချောင်းစာပဲဖြစ်တဲ့ချက်3ချောင်းစာနဲ့ပဲလုပ်ပြလိုက်မယ်ဒီတိုင်းမှန်ပြီဆိုရင် okay လို့ပေးလိုက်ဒါဆိုရင်ဒီမှာမြင်းချောင်း3ချောင်းစာနဲ့ drop ကလေးရသွားပြီပေါ့နော်column လည်းခွဲပြီးသွားပြီ dropget လည်းရသွားပြီသူကပြီးရင်ဘာလုပ်ခိုင်းသေးလဲဆိုတော့အဲ့ဒီစာရဲ့အောက်မှာပုံလေးထည့်ခိုင်းတယ်ပေါ့နော်အဲ့တော့ပုံထည့်တဲ့ video ကတော့ချက်တင်ပြီးသားရှိရဲဒါပေမဲ့ဒီမှာတစ်ဆက်ထဲလောက်တာလေးကိုသူသိချင်မယ်ထင်လို့ချက်ဒီထဲမှာတစ်ခါတည်းထည့်ပြီးလုပ်ပြလိုက်မယ်ပေါ့နော် insert က picture တွေကနေပုံမှန်တိုင်း DPC ဆိုပြီးကိုလိုချင်တဲ့ပုံလေးရှိရစီကိုသွားလိုက်တယ်ကိုစင်ပြတဲ့ပုံလေးကိုထည့်မဲ့ပုံပေါ့နော်ကိုထည့်မဲ့ပုံလေးတစ်ပုံကိုရွှေ insert လို့ပေးလိုက်ပါပြီးတော့ရင်ဒီမှာပုံလေးရောက်လာပြီရောက်လာရင်သူကကြတော့အနားထောင်ပုံစံလေးထောင်ချိုးထားတဲ့ပုံစံလေးကိုသူယူထားတာဖြစ်တယ်ဒီထဲကနေပြီးတော့ဒီမှာအနားထောင်ချိုးတဲ့ပုံလေးရှိရပါတော့ကော်နာချိုးထားတဲ့ပုံလေးရှိရအဲ့ဒါလေးကိုယူလိုက်ပါဒါဆိုလို့ရှိရင်ဒီမှာရသွားပြီပေါ့နော်ရသွားပြီဆိုလို့ရှိရင်အခုဒီမှာပုံလေးကပုံမှန်တိုင်းပဲချဲနေရချရမယ်လေပုံကဒီမှာနေရာဒီမှာရွှေ့လို့မရအောင်သိနေအဲ့တော့ပုံမှာ right click ပြီးရင်ပုံမှန်ချဲပုံထည့်တဲ့ထဲကနေပဲ right click ပြီးရင် square လို့ပေးလိုက်တယ်ပြီးရင်လက်ကလေးထောက်ပြီးတော့ကိုပုံလေးကိုဒီမှာကိုထားမဲ့နေရာလေးကို adjust လုပ်ပြီးရွှေ့လိုက်ပါတော့ပြီးပြီဆိုတာနဲ့ဒီမှာပုံအကြီးသေးခြုံချက်လဲဒီမှာထောင်းဖြတ်ကနေပြီးတော့ကိုအကြီးသေးခြုံချက်လို့လေးသေးလိုက်ပါတော့သူထဲမှာတော့ပုံလေးကတိတ်မကြီးဘူးဆိုတော့ဒီချက်ကနည်းသေးရလေးပဲဒီမှာလုပ်ပေးလိုက်မယ်ပြီးရင်သူကဘာထပ်လုပ်ခိုင်းလဲဆိုတော့အောက်မှာစာရိုက်ခိုင်းတယ်အဲ့တော့ဒီမှာစာထည့်လိုက်တယ်အဲ့တော့ဒီမှာရသွားပြီးွားရင်သူကဘာထပ်လုပ်ခိုင်းလဲဆိုလို့ရှိရင် column ခွဲတယ်ပုံထည့်တယ် dropget လုပ်တယ်ပေါ့နော်ပြီးသွားရင်ဆိုလို့ရှိရင်ချက်ကိုသူကနောက်တစ်ခုမှာဘာလုပ်ခိုင်းထားလဲဆိုတော့နောက်တစ်မျက်နှာဒီဘက်တစ်ချမ်းမှာပေါ့နော်ဒီဘက်တစ်ချမ်းမှာသူကဘာလုပ်ခိုင်းထားလဲဆိုတော့ဒီနေရာမှာ table ဇာတ်လေးထည့်ခိုင်းတယ်ပေါ့အဲ့တော့ table ဇာတ်ကလည်းပုံမှန်တိုင်းပဲ insert ကနေပြီးတော့ table ကနေပြီးတော့မှဒီမှာ column က
နှစ်ခု row ကဘယ်နှခုပေါ့နော်ဒီချက်ဒီမှာကတော့ချက်အစင်ပြည့် column ရေအတွက်လေးထည့်ပေးလိုက်မယ် row ရေအတွက်လေးထည့်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာ column က4ခုနဲ့ဒီဟာက row ကသူ့ဇာတ်လေးအတိုင်းပဲတစ်ချက်ထည့်ပေးလိုက်မယ်ပေါ့နော်1 2 3 4 5ခုဆိုတော့ row က5ခုနဲ့ column က4ခုပေါ့နော်ဒီတိုင်းလေးချက်ထည့်ပေးလိုက်မယ်အဲ့ဒါဆိုဒီမှာ table ဇာတ်လေးရသွားပြီအဲ့ဒီ table ဇာတ်လေးထဲမှာတော့စာလေးပါနော်ဒါပေမဲ့ချက် table ဇာတ်ထဲမှာစာလေးတော့ထည့်မပေးတော့ဘူးဒီမှာ table ဇာတ်လေးထည့်လို့ရတယ်ဆိုတော့လေးချက်ပြလိုက်မယ်ပြီးရင်ဒီမှာချက်တော့အောက်ကနေတော့စာဆက်ရိုက်ထားတဲ့ဟာလေးကိုပေးထားတယ်ပေါ့ပေးထားပြီးရင်သူကဟိုထပ်လုတ်ခိုင်းနေလဲဆိုတော့ဒီဘက်အောက်လေးမှာဒီအောက်လွတ်တဲ့နေရာလေးမှာပုံလေးပါသေးရပေါ့နော်အဲ့တော့ဒီအောက်မှာ insert ကနေပုံမှန်တိုင်းပဲ picture နေပြီးတော့ကိုကြိုက်တဲ့အဆင်ပြေတဲ့ပုံလေးတစ်ခုယူလိုက်မယ်ပြီးရင် insert လို့ပုံမှန်တိုင်းပဲပေးလိုက်တယ်ပေးလိုက်ပြီးသွားရင်ဒီမှာပုံလေးရလာအဲ့ဒီပုံလေးကကြတော့ဘယ်လိုဖြစ်မှာလဲဆိုရင်ဒီလို wine နေတဲ့ဆိုတော့အခုဒီမှာတစ်ချက်စာသူပေးထားတဲ့ဟာတွေနည်းနည်းလေးများသွားလို့ပေါ့နော်အခုဒီမှာသူလိုချင်တဲ့ပုံစံလေးရသွားပြီပေါ့နော်ခုနစာလေးများသွားတော့တစ်ချက်ဒီမှာပြန်ဖြတ်လိုက်ပြီးတော့ဒီမှာဒါလေးဒီမှာထည့်ပြလိုက်တယ်နော်အဲ့တော့ခုနညီမလေးမေးထားတဲ့အတိုင်းဒီမှာ column ခွဲစာရိုက်ကော table ဇာတ်ရော draw gap ကောပြီးရင်ဒီမှာပုံထည့်တာအောင်ဒီမှာတစ်ခါတည်းရသွားမယ်ပေါ့နော်အဲ့တော့ A4 တစ်မျက်နှာထဲမှာဒီလိုပုံစံလေးလုပ်နေဆိုရင်အခုပြရတဲ့နည်းလေးနဲ့လုပ်လို့ရပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုဒီမှာရသွားပြီဖြစ်တဲ့အတွက်ညီမလေးမေးတဲ့မေးခွန်းလေးရသွားပြီပေါ့နော်သူကတော့မေးခွန်း၄ခုစာမေးသွားတာဖြစ်တဲ့ချက်၄ခုလုံးဒီမှာနည်းနည်းမြန်လေးဗီဒီယိုကအချိန်မရတဲ့ခါကျတော့လေနှစ်ပိုင်းခွဲပြီးတော့မြန်လေးပြောရတာမလို့ပါအဲ့တော့ဒီမေးခွန်းပိုင်ရှင်လေးမေးပြီးရတဲ့အတွက်လည်းညီမလေးကျေးဇူးအများကြီးတင်ပါတယ်